မြတ်စွာဘုရားလက်ထက်ကအဝန္တိဇနပုတ်မှာကုလကရမြို့ဆိုတာရှိတယ်တဲ့။အဝတိနဲ့ယူဇနာ120လောက်တောင်ဝေးတယ်ပစ္စန္တတိအရာပေါ့နော်။အဲ့ဒါရှင်မကိစီမထေရအဲ့ဒီကိုသွားပြီးတော့သာသနာပြုတယ်လို့ဆိုကြပါဆို။မြတ်စွာဘုရားရဲ့အဆုံးအမတွေပြန့်ပွားအောင်အဲ့ဒီမှာသွားပြီးတော့သတင်းသုံး။အဲ့ဒီမှာသွားသတင်းသုံးတဲ့အခါကျတော့အဲ့ဒီကုလကရမြို့ကအလွန်ချမ်းသာတဲ့နော်တတိမိသားစုတစုနော်သားဖြစ်တဲ့သောနာဆိုတဲ့ပုဂ္ဂိုလ်ကအလွန်ကြီးညိုတယ်မြတ်စွာဘုရားရဲ့တရားတော်တွေကိုအလွန်ကြီးညိုတယ်ရှင်မကိစီကိုလည်းအလွန်ကြီးညိုတယ်ဒါကြောင့်သူကရဟန်းပြုရစီခွန်တောင်းတော်တော်နဲ့ခွင့်မပြုရဟန်းဘောကတပါးတည်းနေရတာသူများအိမ်လှည့်လည်ပြီးတော့စွန့်ခံစားရတာဒါလွယ်ကူတဲ့အလုံးမဟုတ်ဘူးဆိုပြီးတော့လက်မခံဘူးဒါနောက်ပိုင်းကျတော့သူ့ရဲ့တရားတရားကိုတော့သိတဲ့အတွက်ကြောင့်လက်ခံတယ်ဆိုရပါဆိုရဟန်းပြုပြီးဆိုတော့နောက်ကျတော့မြတ်စွာဘုရားဒီကိုသူ့ကိုလွတ်တယ်ရှင်မကိစီကအဲ့ဒီရှင်သောနာမြတ်စွာဘုရားဒီရောက်တော့မြတ်စွာဘုရားထူးခြားတဲ့ပုဂ္ဂိုလ်မှုလို့ပေါ့နော်သူနဲ့မြတ်စွာဘုရားနဲ့ခန္ဓာကုတိကျောင်းတစ်တိုက်ထဲမှာတင်သုံးအဲ့မနဲ့လင်းတဲ့အခါကျတော့မြတ်စွာဘုရားအဲ့ဒီကျောင်းတိုက်ထဲမှာနေရင်းနဲ့သူ့ကိုပါဠိတွေဒေသနာတွေကိုရှုတ်ခိုင်းတယ်မြတ်စွာဘုရားရဲ့ဒေသနာတွေကိုရှုတ်ခိုင်းတယ်အထကဝက်မှာလာတဲ့ဂါထာတွေအဲ့ဒါတွေကိုရှုတ်ခိုင်းတယ်သူကလည်းရတယ်အဲ့ဒီဟာတွေကိုအဲ့ဒီဒေသနာတော်တွေကိုရွတ်တာရွတ်တာမဟုတ်ဘူးသူကပါဠိတန်နဲ့ဆိုလိုနော်ဓမ္မဂီတတန်လေးပေါအောင်နည်းနည်းလေးအတန်လေးထည့်ပြီးတော့ရွတ်တယ်တာယာကြည်နူးဝင်လည်းကောင်းသွားတာပေါ့အဲ့ဒါကိုမြတ်စွာဘုရားနာယူတယ်တဲ့သူရွတ်တာနာပြီးတော့မြတ်စွာဘုရားကောင်းလိုက်တာပေါ့နော်တာဓုခေါ်မြတ်စွာဘုရားတာဓုခေါ်အရန်နေလည်းကြားတယ်အိုးမြတ်စွာဘုရားတောင်တာဓုခေါ်တယ်ဆိုဘလို့ပုဂ္ဂိုလ်မျိုးတော့နော်ဒီရှင်သောနာအဲ့မြတ်စွာဘုရားတာဓုခေါ်ပြီးဒီချမ်းမဲ့မှာကျောင်းဆောင်နဲ့ဒီငရုတ်ကစိုးတွေဘုံမစိုးတွေနတ်တွေအကုန်လုံးတာဓုခေါ်ကြတယ်အဲ့ဒါဗြဟ္မပြည်တိတာဓုခေါ်ကြတယ်နတ်တွေကအဲ့ဒါယူဇနာ120ဝေးတဲ့ကုလကရမြို့မှာရှိတယ်သူ့ရဲ့မေတော်ကြီးအဲ့ဒီမေတော်ကြီးအိမ်မှာစောင့်နေတယ်အိမ်ဆောင်နတ်ကလည်းတာဓုခေါ်တယ်အဲ့ဒီတာဓုခေါ်တဲ့အတန်ကိုမေတော်ကြီးကလည်းစောစီစီကြားတယ်ကြားတဲ့အခါကျတော့ဟဲ့ဘယ်သူတော့တာဓုခေါ်တာအိမ်ဆောင်နတ်ပါဘာလို့တာဓုခေါ်တာတော့ငါဒီမှာနေတာကြာလာပြီတခါမှတာဓုခေါ်တာမကြောက်ဘူးအခုမှဘာလို့တာဓုခေါ်တာလဲငါမင်းကိုတာဓုခေါ်တာမဟုတ်ဘူးလို့ပြောတယ်ငါ့ကိုတာဓုခေါ်တာမဟုတ်ရင်ဘယ်သူ့ကိုခေါ်တာတော့ဟိုတာဝတိမြို့ဇေတဝန်အကြောင်းမှာမင်းရဲ့သားသောနာဒေသနာတော်တွေကိုအတန်လေးအတန်သားနဲ့ရွတ်ဖတ်နေတာအဲ့ဒါမြတ်စွာဘုရားတာဓုခေါ်နေတာနတ်တွေလည်းတာဓုခေါ်တာဒါကြောင့်မလို့ငါလည်းတာဓုခေါ်တာတဲ့အဲ့ဒီမှာကြီးကွဲပြားအောင်မေးတယ်မြတ်စွာဘုရားသောနာကိုခေါ်တာလားသောနာကမြတ်စွာဘုရားကိုခေါ်တာလားမြတ်စွာဘုရားသောနာကိုဟောတာမဟုတ်ဘူးတဲ့သောနာကမြတ်စွာဘုရားကိုဟောတာ။အော်ငါရဲ့သားကမြတ်စွာဘုရားကိုတောင်တရားဟောသလား။ပိဋိ5မျိုးနဲ့ခန္ဓာကိုယ်ဟာပြည့်နေတယ်တဲ့။နှစ်သက်လုံးအားကြီးလို့ကျင့်တယ်လွန်းလို့မိခင်ချင်းကိုရင်းစာချင်းသိနိုင်မယ်ပေါ့နော်။ကျင့်တယ်လွန်းလို့သဘောကျလွန်းလို့အဲ့ဒါလို့သူဘာဆက်စဉ်းစားလို့ဆိုတော့မြတ်စွာဘုရားကိုတောင်တရားဟောနိုင်တယ်ငါသားငါ့ကိုလည်းပဲတေချာပေါက်တရားဟောနိုင်မှာပဲ။လို့ဆိုရင်ငါသားပြန်လာလို့ရှိရင်တော့ငါတရားကိုကောင်းကောင်းနာမယ်။ငါသားကိုငါတရားဟောခိုင်းမယ်ပေါ့နော်အဲ့ဒါသူစောင့်အချိန်ကြတော့သားပြန်လာတဲ့အခါမှာအဲ့ဒါကိုသူရှောက်တယ်မြတ်စွာဘုရားကိုတောင်းနတ်တွေတာဓုခေါ်နိုင်လောက်အောင်သားတရားဟောနိုင်တယ်ပေါ့အဲ့လိုဆိုရင်မေတော်ကြီးကိုလည်းတရားဟောပါဒီမြို့မှာရှိတဲ့လူတွေအကုန်လုံးနာယူအောင်တရားမန္တကြီးအကြီးဆောက်ပြီးမြို့ထဲမှာတရားဘောကြီးလှုပ်ချင်တယ်လူတရားနာချင်တယ်ဟောပါဆိုတော့အဲ့ဒါမထေမြတ်ကလည်းပဲတီးခံတယ်ပေါ့နော်တီးခံတယ်ဆိုတာလက်ခံတယ်ဟောမယ်ပေါ့နော်အဲ့ဒါနဲ့ဆိုရပါစို့အဲ့ဒီတရားဟောမယ်ညအောင်တော့လူတွေလည်းအများကြီးအဲ့ဒီမြို့ကြီးထဲမှာတရားဘောကြီးလှုပ်ညလုံးပေါက်ဟောတယ်တရားပေါ့အဲ့ဒီနေ့မှာဘာဖြစ်တုံးဆိုတော့သတင်းတွေကစောရရစပြီးတော့ပွဲအကြီးကြီးရလှုပ်တာဆိုတော့ပဝန်းကျင်ကိုပြန့်နှံ့နေတာဟိုသောနာမထေရမိခင်ကြီးတရားနာပါတယ်အလွန်ချမ်းသာတဲ့တတိအဲ့ခိုးသား900တဲ့သူတို့ကလည်းအဲ့ဒီဟာကိုစောင့်နေတယ်ခိုးမလို့အိမ်ကိုသူများတရားနာသွားတဲ့အိမ်ကိုသူကသွားခိုးမှာသူဒီကမာကြီးရှိနေမဝင်ရဲဘူးအစီအမံကောင်းလို့မို့လို့အဲ့ဒါအိမ်ကလည်းဘယ်လောက်ချမ်းသာလို့ဆိုတော့အကာအယံ9တက်ချတာတယ်ကျုံသဘောမျိုးတွေတောင်ရှိတယ်အဲ့ဒါတခိုးတွေကငကိုတွေကစပြီးတော့သူကမြေအောက်ကနေဥမင်တူးထားတာခွေးတွေလည်းအများကြီးမွေးထားတာရှိတယ်အဲ့ဒါမြေကြီးတွေကနေတူးပြီးတော့မှအိမ်ထဲပေါ်မှာအပေါ်ဖောက်ထွက်တာပေါ့နော်အဲ့ဒီနေညအပေါ်ဖောက်ပြီးတော့ထွက်တယ်ကျွန်မတယောက်တည်းပဲအိမ်ကိုအဆောင်ထားကြတာအိမ်လုံးကျုပ်အကုန်သွားပြီးတရားနာအဲ့တော့တပြားတိုက်ကိုအရင်ဖွင့်တယ်တဲ့အဲ့တော့ခိုးသူကြီးကခေါင်းဆောင်ခိုးသားကြီးကတပည့်တွေကိုမှာဒါမင်းတို့အိမ်ကိုအကုန်လုံးသူကအစီအစဉ်ချထားတာပေါ့နော်ငါကတော့တရားပွဲကိုသွားမယ်တကယ်လို့ဒကမာကြီးကအိမ်ပြန်မယ်ဆိုလို့ရှိရင်တော့ငါအဲ့ဒီတရားပွဲတွေနဲ့ဟောဒီဓာတ်နဲ့ငါခုတ်တက်ပလိုက်မ
မခုတ်လို့ရှိရင်မင်းတို့မိမှာ哦သူကဟုတ်လားအဲ့တဲ့ရုပ်ရုပ်ဖြစ်အောင်လုပ်ပလိုက်မယ်ပေါ့သူကအဲ့ဒီမှာနေတာတပည့်တွေကိုအိမ်မှာသွားပြီးတော့လှုပ်ရှားရှိတာလှုပ်ခိုင်းအဲ့လိုမျိုးတခိုးတွေကဖောက်ပြီးတော့တပြားတိုက်ကိုဖွင့်ပြီးဆိုတော့ကျွန်မမသိအောင်ထွက်ပြေးဘယ်ရောက်တော့ဆိုတရားပွဲရောက်လာတခင်မအိမ်မှာတခိုးတွေဝင်နေတယ်တပြားတိုက်ကိုဖောက်တယ်ဟဲသူတို့ယူသွားပါစီရတယ်နေပဲစီငါတရားနာပြစ်တယ်မလာဘူးလို့ပြောတယ်အဲ့ဒါကိုလည်းဘေးကစောင့်နေတဲ့တခိုးကြီးကကြားနေရတယ်အဲ့ဒါတခိုးအဲ့ဒီဟိုကျွန်မပြန်သွားပြန်ရောပြန်သွားပြီးတော့ခဏနေတော့ငွေတိုက်ကိုဖောက်တာတွေ့တယ်ဟာငွေဆိုတော့ဘိုးဖိုးတန်တယ်ဆိုတော့ခါပြေးလာပြန်ပြီးတော့တခင်မငွေတိုက်ဖောက်နေပြီကန်ယူရတယ်သူတို့နိုင်တဲ့လောက်ပဲယူမှာယူပဲစီလို့ပြောတယ်ငါတရားနာပြစ်တယ်ငါအိမ်မပြန်ဘူးလို့ပြောတယ်နောက်တစ်ခါရွှေတိုက်ကိုဖောက်နေတယ်သူအိမ်ပြန်သွားတော့ဟာရွှေဖောက်ရင်တော့ပို့ပြီးတော့နစ်နာမှာပေါ့နော်အဲ့ဒါနဲ့ပြန်လာပြီးတော့ပြောပြန်ရောတခင်မရွှေတိုက်ဖောက်နေနင်ခဏခဏလာပြောနေတယ်အလိုက်မသိဘူးပေါ့နော်ရှိသမျှအကုန်ယူရင်ယူတော့ပါစေနောက်တစ်ခါမှပြန်မလာနဲ့သူကမြဲမြဲအိမ်ပြန်လို့ပြောတယ်တခါတည်းနင်ဒီတစ်ခါပြန်လာလို့ရှိရင်နင်ကိုငါလှုပ်ရှားရှိတာလုံမယ်ပေါ့နော်တိမ်မောင်းလွတ်လိုက်တယ်မှာပြန်သွားအဲ့ကောင်မလေးလည်းပြန်မလာအဲ့ဒါကိုဆိုကြားတယ်ဆိုဘေးကတခိုးကြီးကလည်းကြားတယ်ကြားတော့သူကစဉ်းစားနေတယ်ဒီလိုဒကမာကြီးရဲ့အိမ်ကပစ္စည်းကိုယူရင်တော့ငါကောင်းမိုးကြိုးပဲပြင်မလားခုနှစ်စိတ်ပဲကွဲမလားမသိဘူးနော်ရှောက်သွားတယ်သူမယူရဲဘူးအဲ့ဒါနဲ့သူအဲ့ဒီအိမ်ကိုအမြန်သွားပြီးတော့သူ့တခိုးတွေကိုတပည့်တွေကိုပြောတာပေါ့မင်းတို့ယူထားတဲ့ပစ္စည်းတွေကိုသူ့ငကိုထားတဲ့အတိုင်းအကုန်ပြန်ထားလို့ခိုင်းအကုန်လုံးပြန်ထားဒကမာကြီးအိမ်ရောက်တဲ့အခါကျတော့ပစ္စည်းတွေကသူ့နေရာမှာသူအကုန်ရှိနေတယ်မနေ့လင်းမှပဲသူပြန်လာတာနော်အဲ့ဒီခိုးသားကြီးတွေက900လောက်ရှိတာဟုတ်ခိုးသားကြီးကောင်းဆောင်တယ်နော်900လောက်အဲ့ဒါနောက်နေ့ရောက်တဲ့အခါကျတော့သူ့ကိုလာပြီးတော့ဝှချကြရှစ်ခိုးကြတောင်းပန်ကြဘာဖြစ်လို့လဲမင်းတို့ဘာအဖြစ်လုပ်ထားတာအဲ့ဒီမှာအကျိုးအကြောင်းအကုန်ပြောပြတဲ့အခါကျတော့ငါခွင့်လို့ပါလေခွင့်လို့ရှိရင်တင့်ရတာတောနာတီမှာတို့ယဟန်ပြုပြရစီအဲ့ဒါကိုလည်းရှောက်ပေးပါအဲ့ဒါနဲ့တခါတည်းသူတို့လည်းယဟန်ပြုကြတာယဟန်အပါ900ဖြစ်သွားတယ်အဲ့ဒါနဲ့မြတ်စွာဘုရားနောက်ကျတော့အဲ့ဒီယဟန်900တရားအထုတ်နေတဲ့အချိန်မှာခြေတော်ကျောင်းတော်ကနေတကိုးတော်နဲ့လှမ်းပြီးတော့တရားဟောတယ်တဲ့ရှေးကောင်းမှုရှိခဲ့ရတဲ့ပုဂ္ဂိုလ်တွေဒါလေးတွေကိုဘုန်းဘုန်းတို့စဉ်းစားပြီးတော့မြတ်စွာဘုရားရဲ့အရှုံးအမတွေနဲ့ကိုယ့်ရဲ့စိတ်ဟာမကင်းကွာအောင်နော်ထားမယ်လို့ဒီလိုမျိုးစိတ်ရှိရမယ်နော်ဒါကြောင့်နေ့တိုင်းပဲချိန်လေးတရားနာမယ်ဆိုတာလေးကအမြင်မပြတ်ကြိုးပမ်းအထောက်တဲ့အရာပေါ့ဟုတ်လား